အောင်မြင်ခြင်းပို့အလုပ်လုပ်တာတဲ့ပူကောင်းတဲ့စနစ်ကိုတိဆောက်ပါလူအများစုကငါအရင်စူးစမ်းနေတယ်တနေ့ကို12နာရီအလုပ်လုပ်နေတယ်မနာတမ်းစူးစမ်းနေတယ်လို့ပြောကြပါတယ်ဒါပေမဲ့မေးချင်တာတစ်ခုရှိပါတယ်စူးစမ်းနေုံနဲ့အောင်မြင်နိုင်မလားအပြေကမသေးကြပါဘူးဘာကြောင့်လဲဆိုတော့ဒီနေ့ကဘာမှာအောင်မြင်ရတဲ့လုပ်ငန်းရှင်တွေကပို့အလုပ်လုပ်လို့မဟုတ်ပါဘူးပူကောင်းတဲ့စနစ်ကိုတိဆောက်ထားလို့ပဲဖြစ်ပါတယ်စီဝါရေးလောကမှာအကြီးမားဆုံးအမှားလုပ်ငန်းရှင်တော်တော်များများက customer နေတာကပြဿနာလို့ထင်ကြတယ်ငွေမရှိတာကပြဿနာလို့ထင်ကြတယ်ပြိုင်ဖက်များတာကပြဿနာလို့ထင်ကြတယ်ဒါပေမဲ့တကယ်ပြဿနာကစနစ်မရှိတာဖြစ်တယ်လုပ်ငန်း owner မရှိရင်လုပ်ငန်းရပ်သွားတယ်စရင်ကို owner ပဲသိတယ် customer ကို owner ပဲသိတယ်ဆုံးဖြတ်ချက်အားလုံးကို owner ပဲချတယ်ဒီလိုလုပ်ငန်းအများစုကကြီးထွားဖို့အရန်ခက်ခဲပါတယ်အောင်မြင်တဲ့ CEO တွေပါလုပ်ကြတယ်သူတို့ကအလုပ်အားလုံးကိုယ်တိုင်မလုပ်ကြဘူးအဲ့ဒီအစားစနစ်တိဆောက်ကြတယ်ဥပမာ customer management system sales process standard operation procedure KPI dashboard AI automation တွေ team responsibility ဒီစနစ်တွေကြောင့်ownerမရှိလဲလုပ်ငန်းကအဆက်လဲပတ်နိုင်ပါတယ် customer ကိုနားလည်တဲ့လုပ်ငန်းကအမြဲတမ်းအနိုင်ရတယ် customer က product ကိုမဝယ်ဘူး result ကိုဝယ်တာဖြစ်တယ် customer က software ကိုမဝယ်ဘူးအလုပ်မြန်ချင်တာဖြစ်တယ် customer က CRM ကိုမဝယ်ဘူး customer မပြောက်ချင်တာဖြစ်တယ် customer က ERP ကိုမဝယ်ဘူးလုပ်ငန်းကိုစနစ်တကျလဲပတ်ချင်တာဖြစ်တယ်ဒါကြောင့် product ရောင်းဖို့မစင်စားပါနဲ့ customer ရဲ့ပြဿနာကိုဖြေရှင်းဖို့ပဲစဉ်းစားပါ AI ခေတ်မှာမပြောင်းလဲတဲ့လုပ်ငန်းကနောက်ကျကျမယ်2026ခုနှစ်မှာစပြီးတော့ AI ဟာရွေးချယ်စရာလမ်းမဟုတ်တော့ပါဘူး AI က business partner ဖြစ်လာပါတယ် ChatGPT proposal ရေးနိုင်တယ် marketing content တွေဖန်တီးနိုင်တယ် business analytics တွေလုပ်နိုင်တယ် customer reply ပြန်နိုင်တယ် SOP ရေးနိုင်တယ် AI ကမှန်ကန်စွာအသုံးချနိုင်တဲ့လုပ်ငန်းတွေကပိုပြီးတော့မြန်တယ်ပိုပြီးတည်ကြတဲ့ပိုရှင်းပြနိုင်တယ်အောင်မြင်တဲ့လုပ်ငန်းတိုင်းမှာတွေ့ရတဲ့အချက်9ချက် customer ကိုဦးစားပေးတယ် data ကိုကြည့်ပြီးဆုံးဖြတ်တယ် team ကိုကြည့်ပြီးယုံတယ် AI နဲ့ technology ကိုအသုံးချတယ် business system ကိုတည်ဆောက်ထားတယ်အမြဲတမ်းသင်ယူတယ်ရေရှည်အတွက်စဉ်းစားတယ်ဒီနေ့ကစပြီးသင်လုပ်တဲ့အရာ5ခုတဲ့လုပ်ငန်းတိုင်းမှာနေတိုင်းထပ်ခါလုပ်နေရတဲ့အလုပ်တွေကိုရေးချပါနှစ်အဲ့ဒီအလုပ်တွေကို SOP အဖြစ်စနစ်တကျရေးဆွဲပါ3 customer feedback ကိုလမ်းစဉ်စုဆောင်းပါ4 ChatGPT ကို AI tool တွေကိုနေတိုင်းအသုံးပြုပါ5လုပ်ငန်းကို owner အပေါ်မမီခိုးပဲ system အပေါ်မီခိုးအောင်တိဆောက်ပါနီကုံစီးပွားရေးအောင်မြင်တာအချိန်ပူလုပ်လို့မဟုတ်ဘူးငွေပူရှိလို့လည်းမဟုတ်ဘူးမှန်ကန်တဲ့စနစ်ကိုတိဆောက်ထားလို့ဖြစ်တယ်သင်လည်းတိဆောက်ထားတဲ့ system ကလာမယ့်9နှစ်10နှစ်အနှစ်20ကြာမှာသင်လုပ်ငန်းရဲ့အောင်မြင်မှုကိုဆုံးဖြတ်ပေးပါလိမ့်မယ်ဒါကြောင့်အလုပ်များဖို့ထက်တိုးတက်ဖို့ကိုဦးစားပေးပါ AI ကိုလက်ခံပါ data ကိုယုံကြည်ပါ customer ကိုဦးစားပေးပါ business system ကိုဒီနေ့စပြီးတိဆောက်လိုက်ပါမှတ်သားစရာအောင်မြင်တဲ့လုပ်ငန်းတွေကပိုအလုပ်လုပ်ဖို့မဟုတ်ဘူးပိုကောင်းတဲ့စနစ်ကိုတိဆောက်ထားလို့ပဲဖြစ်တယ်မြန်မာ business solution empower Myanmar business with knowledge strategies and technology ကျေးဇူးတင်ပါတယ်